ဆွေအိမ်ဝယ်တော့မယ်ဆိုရင်ဒီချက်တော့ကြတိလို့သိထားရမယ်မင်္ဂလာပါကျွန်တော်စီးတဲ့ရီယာစတစ်ကာဖုန်းလာချက်စောဖြစ်ပါတယ်နံပါတ်1တနာအောင်နေပါကျွန်တော်မိတ်ဆွေတယောက်ကသူ့အိမ်ချမ်းမြေဝယ်တော့မယ်ဆိုရင်သူအမြဲတမ်းတနာကြကောင်းနေတယ်အဲ့ဒီမိတ်ဆွေကဘယ်လိုအကြောင်းပြချက်နဲ့ဝယ်ရလဲဆိုတော့တက်ကြီးရဲ့အမိအဖတော်ဝယ်တာနောက်ထပ်တစ်ခုကမရှိမရှိမဲ့လေးထုတ်ပြီးတော့ဝယ်တာအဲ့လိုအကြောင်းပြချက်တစ်ခုဟုတ်တစ်ခုကအကြောင်းပြပြီးတော့သူကဝယ်တာတွေ့ရတယ်အခါတလေကျတော့ရောင်းချတဲ့သူရဲ့ဝယ်အကျဉ်းနာမှုတွေတွေ့ရပြောချင်လို့ရောင်းဝယ်ဖြစ်သွားတဲ့ဟာတွေအများကြီးရှိပါတယ်နံပါတ်2ချွန်းတဲ့နဲ့လောချက်တွေတွေ့အောင်ချပါတခါဆောရစာလည်းလာပြီးတော့တရားလက်တန်းနဲ့အာစီနဲ့ထပ်တဲ့တလုံးကျွန်တော်ခြင်ထားတဲ့အချိန်မှာကိုယ်တို့တယောက်ကလာပြီးတော့အဲဒီတစ်ဖက်တစ်ချက်မှာအုတ်တိုင်းမပါဘဲနဲ့တဆူတို့ကြီးထပ်ထားတာဖြစ်တဲ့အတွက်မလုံခြုံမှုဆိုပြီးတော့အကြောင်းပြချက်နဲ့ဈေးအရန်နေပြီးတော့ဝယ်တော့တွေ့ရတယ်။အရှင်လည်းသူ့လိုအပ်ချက်ကြောင့်ဒီနေ့ခါပဲနဲ့တရားဝင်ဖြစ်သွားတယ်ပေါ့ဗျာ။ဝယ်တော့အမြဲမှန်တယ်လို့မရှိပါဘူး။ဒါပေမဲ့သူ့မှာရွေးချက်ပိုင်းပဲနေအများကြီးရှိ။နံပါတ်3ငါဘာလို့ဝယ်တာလဲ။သူကဘာလို့ရောင်းတာလဲ။ဒါသိအောင်တော့မှာဖြစ်ပါတယ်။ကိုကဝယ်တာဒီမှာတကယ်လိုအပ်နေလို့လား။ဒါမှမဟုတ်ဝယ်ရောင်းကောက်ဖို့လား။နောက်ချက်အတွက်ရင်းနှီးမြှုပ်နှံမှုအတွက်ဝယ်တာလား။သူကဘာလို့ရောင်းတာလဲ။အမွေဆိုင်အိမ်လို့လား။နိုင်ငံခြားအပိထွက်တော့ဖို့လား။ဒါမှမဟုတ်ငွေလို့လား။တစ်ထည်စိနဲ့ရောင်းနေတာလားဆိုတာသိအောင်လေ့လာမှာဖြစ်ပါတယ်။အရှိအကျိုးဆောင်နေတဲ့စကားပြောရင်ဒီချင်းတွေတော့သိလို့ရပါတယ်။အဲ့ဒါကြည့်ဆိုရင်တော့ဒီစကားပြောတဲ့နေရာမှာအရင်ကလည်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိခဲ့မယ်ဆိုရင် like and follow လေးပြုလုပ်ပေးကြပါဦး။အားလုံးကျေးဇူးတင်ပါတယ်